မြန်မာနိုင်ငံရဲ့ကျေးလက်ဒေသတွေမှာရေကန်ဒီဘာကြောင့်ညံ့ညံ့လာရတာလဲဒီပြဿနာအကြောင်းတခြားလေးလာကြည့်ရအောင်ကျေးလက်ဒေသတွေမှာရေကန်ဒီညံ့ညံ့လာရတဲ့အထူးအကြောင်းရင်းကတော့မှားယွင်းတဲ့အိမ်သာစနစ်တွေကြောင့်ပါရိုးရိုးရှင်လွန်အိမ်သာတွေကရေဆိုးတွေကိုမြေကြီးတွေထိုက်ရိုက်စိတ်ဝင်စေပြီးမြေရောက်ရေကိုညံ့ညံ့စေပါတယ်အဲ့ဒီရေဆိုးတွေကကြေးရွာရေကန်တွေကိုရောက်ရှိသွားတတ်ပါတယ်ဒါကြောင့်ကြေးရွာတွေမှာရေကြောင့်ဖြစ်တဲ့ယောဂတွေဖြစ်ပွားနိုင်ခြင်းမြင့်မားလာပါတယ်ဒီပြဿနာအတွက်အကောင်းဆုံးဖြေရှင်းချက်ကတော့ septic tank စနစ်ပါဒီစနစ်ကရေဆိုးတွေကိုအဆင့်3ဆင့်နဲ့တန့်စင်ပေးပါတယ်ပထမအဆင့်ကခွဲခြားခြင်းဒုတိယအဆင့်ကဘက်တီးရီးယားတွေနဲ့ဖြိုခွဲခြင်းတတိယအဆင့်ကစုပ်ပစ်မှာနောက်ဆုံးတန့်စင်ခြင်းမှာရလက်အနေနဲ့တန်ရှင်းတဲ့ရေတွေကမြေရောက်ရေကိုပြန်လည်ဖြစ်တင်ပေးနိုင်ပါတယ်ပထမအဆင့်မှာရေဆိုးတွေကိုအလေးချိန်ကွာခြားချက်အရာအလိုအလျောက်3လွှာခွဲထွက်စေပါတယ်ပထမဆုံးအလွှာမှာအစီနဲ့အမြုပ်တွေအလဲလွှာမှာအရေးကြီးတွေအောက်ခြေလွှာမှာအဆိုင်ခဲတွေစုပုံပါတယ်ဒီလိုခွဲခြားခြင်းကနောက်အဆင့်သက်ဆင်မှုအတွက်အခြေခံကောင်းတစ်ခုဖြစ်စေပါတယ်ဒုတိယအဆင့်မှာတော့ septic tank နဲ့မှာနေထိုင်တဲ့ဘက်တီးရီးယားလေးတွေကအဓိကအလုပ်လုပ်ပါတယ်။လေလိုတဲ့ဘက်တီးရီးယားတွေကအပေါ်ယံလွှာမှာလေမလိုတဲ့ဘက်တီးရီးယားတွေကအောက်ခြေအလွှာမှာနေထိုင်ပြီးအန္တရာယ်ရှိတဲ့ပိုးမွှားတွေကိုဖျက်ဆီးပေးပါတယ်။ဒီဖြစ်စဉ်ကြောင့်ရောဂါပိုးမွှားတွေရဲ့90%အထိသေဆုံးသွားပါတယ်။နောက်ဆုံးအဆင့်ကတော့စုပ်ပစ်ပါဒီနေရာမှာ septic tank ကထွက်လာတဲ့ရေကိုနောက်ဆုံးအမှုံမွှားလေးတွေအထိစောက်စရစ်တွေကစစ်ထုတ်ပေးပါတယ်ပြီးရင်မြေကြီးတွေကတဘာဝဘက်တီးရီးယားတွေကနောက်ဆုံးတန့်စင်ပေးပါတယ်အဲ့ဒီနောက်တန့်ရှင်းတဲ့ရေတွေကမြေရောက်ရေကိုပြန်လည်ဖြည့်တင်းပေးပါတယ်ကျေးလက်ဒေသအတွက်လက်တီစားရဲ့ဒီဇိုင်းတစ်ခုကိုပြပြရရင်မိသားစုလေး900အတွက်1000လီတာအရွယ်စားကလုံလောက်ပါတယ်။ကုန်ကျစရိတ်အနေနဲ့အုပ်စီစနစ်နဲ့ဆိုရင်ဈေးတစ်မျိုး၊ကွန်ကရစ်စနစ်နဲ့ဆိုရင်ဈေးတစ်မျိုးကုန်ကျနိုင်ပါတယ်။စားလို့ချိန်ကတော့3ရက်ကနေ9ရက်အတွင်းပြီးစီးနိုင်ပါတယ်။ septic tank ကိုရေရှည်အလုံးလုံးစေဖို့မှန်ကန်စွာထိန်းသိမ်းဖို့လိုပါတယ်။လုံသင့်တဲ့အရာတွေကတော့ဇီဝဗေဒဆက်ပြ3ခြင်း3နှစ်ကနေ9နှစ်တစ်ချိန်အနည်းဆုံးထုတ်ခြင်းနဲ့ရေပုံမှန်လောင်းခြင်းတို့ပါ။ရှောင်ရမယ့်အရာတွေကတော့ဓာတ်ဆက်ပြပိုသက်စီပလတ်စတစ်ပစ္စည်းနဲ့အစီအစိမ့်တွေမစွန့်ပစ်ဖို့ပါ။ septic tank စနစ်ကိုပြောင်းသုံးပြီးတဲ့အခါကြေးရတရားဘယ်လိုပြောင်းလဲသွားလဲဆိုတာကြည့်ရအောင်ရေကန်ဒီတန်ရှင်းလာမယ်ယောဂပိုးမွှားတွေ90%အထိရောကျလာမယ်စိတ်ကူးသားစိတ်တွေတက်တာလာမယ်ကြေးရရဲ့စီးပွားရေးလည်းတိုးတက်လာနိုင်ပါတယ်ရေရှည်မှာတော့ယင်းနှမြုံနယ်မှုရဲ့အကျိုးအမြတ်ကို2နှစ်ကနေ3နှစ်အတွင်းပြန်ရရှိနိုင်ပါတယ်ဒါကြောင့် septic tank စနစ်ဟာကျေးလက်ကျန်းမာရေးအတွက်ပထမဆုံးနဲ့အရေးကြီးဆုံးအဆင့်မှာဒီစနစ်ကရိုးရှင်းပြီးထိရောက်တဲ့ဖြည့်ရှင်းချက်ဖြစ်တယ်လို့ရေရှည်မှာလည်းတည်ရက်ခိုင်မာပါတယ်။ကြေးရတရားရဲ့အနာဂတ်မျိုးဆက်သစ်တွေအတွက်တန်ရှင်းတဲ့ရေကိုပေးနိုင်မဲ့အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်။နောက်ထပ်အင်ဂျင်နီယာဆိုင်ရာအကြောင်းအရာကောင်းတွေဘူးတုတတွေကိုဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ channel ကို subscribe လုပ်ထားဖို့မေတ္တာရပ်ခံပါရစေ။အားလုံးပဲဘေးကင်းလုံခြုံကြပါစေ။